နော်ဒါတော့ဒီကမိုးပြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတပ်ဖွဲ့ဝင်ရဲဘော်စစ်တီစမေဒီကောင်အားလုံးကိုဂုဏ်ပြုစကားနဲ့နှုတ်ဆက်ချင်ပါတယ်တို့အားလုံးရဲ့ဆွမ်းလွတ်စွန့်စားစွာနဲ့တိုက်ပွဲဝင်နေတဲ့စသားစိတ်တော်လိုင်းရေးသမားကောင်းရဲ့စိတ်ဓာတ်တွေကိုထူးချီးကျူးဂုဏ်ပြုပါတယ်ဆိုတော့အခုဒီနေ့ဒီချိန်ဟာဆိုရင်ရဲဘော်တို့အနေနဲ့ဖြတ်သန်းခဲ့တဲ့၄နှစ်ကျော်ကာလတော်တင်မှာ၄နှစ်ခန့်ကာလတော်တင်မှာခက်ခဲဆုံးကြမ်းတမ်းဆုံးစိတ်ဒွိဟဖြစ်เสียရောက်ဆုံးခြေနေပေါ့တစ်ဖက်ကဖက်စစ်ကြမ်းဖက်စစ်ကောင်စီဘက်ကနေပြီးတော့အင်အားတွေတိုးချဲ့ဖွဲ့စည်းလာတာဂျုံအစမတန်အသုံးပြုလာတာနော်ဤပညာနဲ့ဒီကာမီကာဇေဒရုန်းတွေနဲ့တိုက်ခိုက်လာတာတော့လက်နက်ကြီးတွေအပြင်းထန်ပစ်ခတ်ပြီးတော့တိုက်ခတ်လာတာအခုဒီတရက်နှစ်အတော်ထဲမှာပဲလေချောင်းနဲ့ကျဲပြီးတော့ပြင်းပြင်းထန်ထန်တိုက်ခတ်လာတာတွေကြောင့်ရဲဘော်တို့အနေနဲ့ထိခိုက်ဒဏ်ရာရတာဒီဆွန့်လွတ်အသက်ဆွန့်လွတ်တာတွေလည်းတွေ့မြင်နေရပါတယ်အဲ့အတွက်လည်းတစ်ဖက်ကလည်းကြေကွဲဝမ်းနဲ့ဖြစ်ရသလိုတစ်ဖက်ကလည်းပဲရဲဘော်တို့ရဲ့မဆုတ်တမ်းဆွန့်လွတ်ဆွန့်စားရဲရင်နဲ့စိတ်ဓာတ်နဲ့ကိုမျိုးကိုယ့်ရဲ့တော်လိုင်းရည်မှန်းချက်ဆက်လက်အောင်မြင်သည့်အထိတိုက်ပွဲဝင်နေတဲ့စိတ်ဓာတ်တွေကိုလည်းချီးကျူးပါတယ်အဲ့တော့ဒီနေ့ကတော့ရဲဘော်တို့အားလုံးကိုဆက်ပြီးတော့အောင်ပွဲရသည့်အထိတိုက်စစ်ဆင်ဖို့ရာလိုအပ်တဲ့စစ်အသုံးဆောင်ပစ္စည်းတွေကိုလည်းပြည်သူရဲ့မြစ်တာအဖြစ်ပြည်သူကိုစားလာရောက်ပံ့ပိုးပေးရင်းနဲ့စိတ်သက်ခွန်အားစေးလာပြောပေးတာဖြစ်တယ်စိတ်သက်ခွန်အားစေးဆိုတာရဲဘော်တို့တူးချင်းစီကိုဂုဏ်ပြုရင်းနဲ့ရဲဘော်တို့ရှေ့ဆက်ပြီးတော့နော်အောင်စိတ်နဲ့အတူဆက်လက်တိုက်ခိုက်နိုင်မှုရာဖြစ်ပေါ်နေတဲ့ကမ္ဘာနိုင်ငံရေးအခြေအနေမြန်မာပြည်ရဲ့နိုင်ငံရေးအခြေအနေလူဦးတော်လိုင်းရေးအခြေအနေအိန္ဒိယနိုင်ငံတွေရဲ့အခြေအနေနောက်ဆုံးဖြစ်သွားတဲ့ကပ်ဘေးရဲ့အခြေအနေပေါ့ဒါလေးတွေကိုအကျဉ်းရုံးပြီးတော့ပြောပြချင်တယ်တော့ကမ္ဘာနိုင်ငံရေးအခြေအနေကိုကြည့်မယ်ဆိုရင်တော့ဒီကနေ့ဆိုရင်အမေရိကန်ဟာသူ့ရဲ့ဒီဖြားပြင်းတဲ့ကမ္ဘာဘုံမိခင်လို့ခေါ်တဲ့ဘုံကြီးတွေကိုအစ္စရေးကိုပို့လိုက်တယ်ဆိုတော့သူဟာအီရန်ကိုရပိုင်းတော်ထဲမှာစတင်တိုက်ခိုက်နိုင်တဲ့အနေအထားရှိတယ်အခုဒီတပုံတွေကိုလက်နက်ပံ့ပိုးနေတယ်ဆိုတဲ့ဆွဆွဲချက်နဲ့ဆိုတော့ဒီအီရန်ကိုအမေရိကန်နဲ့အစ္စရေးပေါင်းပြီးတိုက်ခိုက်တော့မယ့်အနေအထားမျိုးဖြစ်တယ်ဆိုတော့ပြောချင်တာကအင်အားကြီးမားတဲ့နိုင်ငံကြီးတွေကြီးချင်းကြားထဲမှာတရားဝင်ကြေညာတဲ့စစ်ပွဲစဖြစ်ဖို့အမတန်နီးလာတတိယကမ္ဘာစစ်စတယ်လို့လည်းပြောချင်ပြောရလိမ့်အဲ့ဒီတစ်ချိန်တည်းမှာပဲတရုတ်နိုင်ငံကအခုသူ့ရဲ့ဒီတိုင်ဝမ်ပေါ်မှာတရုတ်တောင်တရုတ်ပင်လယ်လို့ဆိုပြီးသူကသူသတ်မှတ်ထားတဲ့ပင်လယ်ပြင်ကြီးကိုစိုးမိုးထိန်းချုပ်ဖို့ရအပေါ်မှာတရုတ်နိုင်ငံကလည်းပဲအခုဆိုရင်အမတန်ခြေလန်းနေနဲ့အကွက်စိတ်တွေအကွက်ကျဲတွေနဲ့သူလည်းရွှေ့လာတယ်ဆိုတော့အခုလာရှိုးကိုပြန်ပေးရတော့မယ်ဆိုတဲ့သတင်းတွေရဲဘော်တို့ဖတ်ရလားသိလားပြန်ပေးတယ်ဟုတ်ပြီအဲ့တော့မြန်မာပြည်ရဲ့စီးရေးနိုင်ငံအရွေတွေကအိန္ဒိယနိုင်ငံတွေရဲ့သဘောထားနဲ့သူတို့ပါဝင်ဆွတ်ဖက်ဖို့ပုံမှာအများကြီးတာသွားတယ်အိန္ဒိယနိုင်ငံဘက်ကဘယ်လိုသဘောထားရှိမယ်ဘင်္ဂလားဒေ့ရှ်ကဘယ်လိုသဘောထားရှိမလဲနောက်အခုထိုင်းဒီလောက်လူသက်ရာဇဝတ်ကောင်မင်းအွန်လိုင်းလူမျိုးတို့တပ်ဖြတ်မှုနဲ့ဝရမ်းပြေးဖြစ်ကြီးညာထားတဲ့မင်းအွန်လိုင်းကို BIMSTEC ဆိုတဲ့ညီလာခံမှာဖိတ်ပြီးတော့တရက်ပဲမနေ့ရောက်လာအစည်းအဝေးတက်ညာတို့ချင်းပြန်ပြေးမင်းအွန်လိုင်းနော်ပြန်ပြေးထိုင်းကမချစ်တော့လဲအောက်ငံနန်းတရုတ်ရဲ့ဖိအားကြောင့်မင်းအွန်လိုင်းကိုလူရသွင်းသဘောမျိုးနဲ့ဖိတ်ခေါ်ပြီးတော့ပြီးခဲ့တဲ့ရက်တရက်ကသူတို့အစည်းအဝေးလုပ်ချက်ချင်းမင်းအွန်လိုင်းပြန်ပြေးလာတယ်သူထိုင်းနိုင်ငံရောက်တဲ့နေ့မှာပဲကမ္ဘာလုံးကနိုင်ငံတကာရောက်ပြည်သူတွေနဲ့နိုင်ငံတကာမိတ်ဆွေတွေကမင်းအွန်လိုင်းကိုလူမျိုးလုံးတပ်ဖြတ်မှုရာဇဝတ်ကောင်ဖြစ်ဗရန်ပြေးဖမ်းဆီးဖို့ရေးဆိုတယ်တကယ်တော့မင်းအွန်လိုင်းဟာလူမျိုးတုံးတပ်ဖြတ်မှုတရားခံဖြစ်နိုင်ငံတကာအာဂျင်တီးနားတရားရုံးကတရားစွဲပြီးဝရမ်းပြေးဖြစ်ဝရမ်းထုတ်ပြန်ထားပြီးဖြစ်တယ်တကယ်တော့လက်ရှိစစ်တပ်ကသာသူဥဆောင်နေတာသူဟာတကယ်တော့နိုင်ငံတကာစစ်ရာဇဝတ်မှုအရာဝရမ်းပြေးဖြစ်တယ်ရဲဘော်တို့သိထားအောင်ဟုတ်တယ်နော်အဲ့တော့ရဲဘော်တို့ ਨੇ တိုက်စစ်ဆင်နေတယ်ဆိုတော့မြန်မာတပ်မတော်ခေါ်အကြမ်းဖက်ဖက်စစ်ကောင်စီရဲ့စစ်တပ်ဟာဝရမ်းပြေးလူတပ်ကောင်စစ်ရာဇဝတ်ကောင်စစ်ဓမြကိုကျင့်တိတ်ခါလုံးဝမရှိဘယ်ဥပဒေမှမလိုက်နာတဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာအမတန်ရုပ်နှိမ်သောလက်နက်ကင်တပ်ဖွဲ့ကြီးတစ်ဖွဲ့ကိုရဲဘော်တို့ဟာခုခံတွန်းလှန်တိုက်ခိုက်နေကြတဲ့ပြည်သူသားကောင်စစ်တီတော်တွေဖြစ်တယ်ဒါမိမိတို့ကိုယုံကြည်ထားရမှာကိုမခံကျင်လို့တိုက်တယ်ဆိုတာထက်ကိုရဲဘော်တို့ဟာတမိုင်းပေးတာဝန်နဲ့လက်ရှိဖြစ်ပေါ်လာတဲ့အခြေအနေတွေကအကောင်းဆုံးလူငယ်တို့ရဲ့ဘဝတန်ဖိုးကိုသုံးချပြီးတော်လန်တိုက်ပွဲဝင်နေတဲ့ဖိုးတန်တရေကောင်းတွေဖြစ်တယ်အဲ့တော့နိုင်ငံတကာအခြေအနေကဒီလိုရှိတယ်တရုတ်ကဒီလိုထိုင်းကဒီလိုဆိုတော့နော်
ဆိုတော့အခုလက်ရှိတော်လိုင်းရေးအခြေအနေတော်လိုင်းတာဦးတွေရဲ့အခြေအနေကတော့ရဲဘော်တို့ကိုတွေ့မြင်တွေ့ကြားသိရတဲ့အတိုင်းပါပဲအားရှိစရာပွဲကိစ္စတွေလည်းရှိသလိုအားရော့စရာကိစ္စတွေလည်းရှိမှဖြစ်တယ်ဘလို့အခြေအနေပဲရှိရှိရဲဘော်တို့ဟာမစုတ်တန်းမလျှော့သောဇွဲနဲ့အောင်ပွဲရသည့်အထိတော့ဆက်လက်တိုက်ပွဲဝင်ရမှာဖြစ်တယ်ဒါမှသာလျှင်တော်လိုင်းရေးသူရဲကောင်းတော်လိုင်းရေးတပ်သားကောင်းပြီးသားမှာဖြစ်တယ်ရှုံးနေမှာဆိုလို့တက်သေးမှာဆိုလို့စသဖြင့်စိတ်ဓာတ်ကြစရာအကြောင်းအရာတွေကိုတွေးပြီးတော့လက်လျှော့ရှုံးပေးလိုက်မယ်ဆိုရင်ရဲဘော်တို့ဟာဒီစစ်ပွဲမှာရှုံးယုံနေမကတစ်သက်လုံးလူဖြစ်ရှုံးပြီးကျွန်းလုံးလုံးဖြစ်မဲ့အခြေအနေကိုရောက်မှာဖြစ်တယ်အဲ့တော့ရဲဘော်တို့ငါတို့ဟာကျွန်းမခံကျင်လို့လူမျိုးတူချင်းပဲဖြစ်ဖြစ်လူချင်းချင်းပဲဖြစ်ကျွန်းပြုတ်ချင်းကိုမခံကျင်လို့လွတ်လပ်သောဘဝရအောင်တိုက်ခိုက်နေကြတာတိုက်ပွဲဝင်နေကြတာဖြစ်တယ်ဒါကြောင့်မလို့ရှေ့ဆက်ပြီးတော့ယုံကြည်ချက်နဲ့အောင်စိတ်နဲ့ငါတို့ဟာအမှန်နဲ့တရားအတွက်တိုက်ပွဲဝင်နေတဲ့သူတွေဖြစ်တယ်ပြည်သူတိုင်းသားတရားလုံးရဲ့ထောက်ခံအားပေးမှုကိုရရှိသောပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်စစ်တီတော်ကောင်းများဖြစ်တယ်ပြည်သူတွေဟာငါတို့ဘလို့အခြေအနေရောက်ရောက်ငါတို့လိုအပ်တဲ့အခက်အခဲမှန်များကိုဖြည့်စွမ်းပေးဖို့အစင်းသင်းရှိတယ်ဆိုတဲ့စိတ်ခွန်အားကိုအမြဲမွေးထားရမှာဖြစ်တယ်။ဒီကနေ့အုံထုတ်လုံး90ကြီးကားအားလုံးကြီးကားပြားအပါအားလုံး10စုံနော်ဒါရဲဘော်တို့နောက်ယူနီဖောင်းက9စုံ10စုံယူနီဖောင်းက10စုံဒါဒီနေ့ရဲဘော်တို့လာပြီးတော့ပြည်သူကိုစားပြည်သူမြတ်တာဖြစ်လာရောက်ပြီးတက်ဆင်ပေးတာဖြစ်တယ်။ပါဝင်တဲ့အလူရှင်တွေကတော့ကျွန်တော်ကိုယ့်အကိုတီးခြားတင်ပြီးတော့မီဒီယာမှာဖြစ်ဖြစ်သူတို့အလူရှင်ပံ့ပိုးပေးမှာဖြစ်တယ်။စုံရည် project ဆိုတာနဲ့ထိုင်းနိုင်ငံရောက်အစုအဖွဲ့တွေနောက်လူတူဦးချင်းစီကပေါင်းဆက်လှူပေးတဲ့အလှူတွေကိုစုပြီးတော့လာရောက်ပေးပို့တာဖြစ်တယ်။စုစုပေါင်းတန်ဖိုးကတော့ကျပ်သိန်း900ကျော်ကျပါတယ်။နော်ဒီတစ်စုံပဲကျပ်သိန်း20ကျော်ရှိပါတယ်ဒီတစ်စုံကနော်ရဲဘော်တို့ကြီးကိုကောင်းကောင်းခုခံနိုင်တဲ့အကောင်းဆုံးအမျိုးအစားဆိုတာကိုရအောင်ဝယ်ပေးထားတာဖြစ်တယ်နော်ဒါလည်းသူတို့ပြောတဲ့အခြေအနေကတော့အကောင်းဆုံး level လို့ဆိုတာပဲဒါပေမဲ့စစ်မြေပြင်မှာလက်တွေအသုံးကြည့်မှသိပါလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့ရဲဘော်တို့ကိုပြည်သူတွေကမြစ်တာအပြည့်နဲ့နောက်ကနေပြီးတော့ပြည်သူတရားလုံးကအားပေးနေတယ်ထောက်ခံနေတယ်ရဲဘော်တို့တရားသောစစ်ကိုအောင်မြင်ပါစေကြောင်းမြစ်တာပို့ပြီးဆုတောင်းနေကြတယ်ရဲဘော်တို့ဘေးကင်းပါစေကြောင်းပြည်သူအားလုံးကဆုတောင်းနေကြတယ်ပြည်သူအားလုံးကရဲဘော်တို့ဘေးကင်းပါစေကြောင်းဆုတောင်းနေရတဲ့အတူဖက်စစ်အကြမ်းဖက်အုပ်စုကိုလည်းမြစ်တာပို့နေကြတဲ့ကြောင့်ဖက်စစ်အကြမ်းဖက်အုပ်စုဒီရှိရာနေပြီးတော့စစ်တိုင်းဌာနချုပ်ကြီးတွေခုပြီးခဲ့တဲ့တစ်ပတ်ကငလျင်မှာတော်ကြီးကို80ရာခိုင်နှုန်းပျက်စီးတယ်လို့သတင်းရရှိတယ်ဆိုတော့သူတို့စစ်တိုင်းဌာနချုပ်ကြီးပြိုတယ်သူတို့ရဲ့ infrastructure ဆိုတဲ့ဆက်သွယ်ရေး network ကြီးတွေပျက်စီးတယ်လုံးဝကိုသူတို့ဘက်ကအခုချိန်မှာပုံမှန်လေးနဲ့ပြောရရင်ဥဆောင်စီမံကွက်ခဲနိုင်တဲ့စွမ်းရည်အတော်ကြီးကိုထိခိုက်နေတဲ့အချိန်ဖြစ်တယ်ဒါပေမဲ့သူတို့ကလက်ကျန်စွမ်းအားတွေနဲ့တိုက်လေနေ drone တွေဒီလောက်တော့သူတို့ဆက်သုံးနိုင်တယ်ဆိုပေမဲ့အောက်ခြေသူတို့တပ်ဖွဲ့ဝင်ဆိုတဲ့လက်ပါစီတွေအမြောက်များတော့အခုဆိုရင်တဖွဲလက်နဲ့ချထွက်ပြေးနေတာတွေ့ရပါလိမ့်မယ်ပြီးခဲ့တဲ့ရက်ပိုင်းတော်တင်ကိုမဲ့ရခိုင်ပြည်နယ်ဘက်မှာကချင်ပြည်နယ်ဘက်မှာဖက်စစ်အကြမ်းဖက်စစ်ကောင်စီတပ်သားတွေအမြောက်အများထွက်ပြေးလက်နဲ့ချကြတာရှိတယ်အဲ့တော့ရဲဘော်တို့ပြည်သူမြစ်တာကိုခံယူရတဲ့ပြည်သူပြည်ရဲကောင်းတွေကိုဒီနေရာမှာအားအနေနဲ့ပြောချင်တာကတော့ကိုကစစ်မြေပြင်မှာသူတို့နဲ့နဖူးတွေဒူးတွေသူတနက်ကိုတနက်ရှင်တိုက်တဲ့ခါမှာတော့ကိုကလက်ဦးမှုရအောင်တိုက်ခိုက်ပါဒါပေမဲ့သူတို့ဘက်ကချိတ်ဆက်လာတယ်လမ်းပြူထောင်လာတယ်ဆက်သွယ်လာတယ်လင်းဝင်ဖို့ကြိုးစားလာတယ်ဆိုရင်လည်းညွှန်းထွေးကြိုးဆိုလက်ခံပေးပါဒါကိုရီးရဲ့တော်လန်ရေးစစ်သားကောင်တယောက်ကစိတ်သက်ဖြစ်ပါလိမ့်မယ်ညွှန်းထွေးကြိုးဆိုလက်ခံပြီးဥပဒေနဲ့အညီစုံစမ်းစစ်ဆေးစစ်ကြောပြီးကြီးရှိတယ်ဆိုရင်ဥပဒေအဖွဲ့ဒီတဲ့အဖွဲ့သူ့အတူတက်ဆိုင်တဲ့တရားရေးအဖွဲ့တွေကအရေးယူပါလိမ့်မယ်ရဲဘော်တွေတာဝန်ကစစ်မြေပြင်မှာတပူတိုက်တူတိုက်တွေ့ရင်နေတိုက်ခိုက်မယ်ဒါပေမဲ့စစ်မြေပြင်မှာလက်နက်ချရင်ရဲဘော်တို့လက်ခံမယ်ဒါကကိုကတော်လိုင်းရေးရဲ့တရားသောဥပဒေတွေစိုးမိုးတဲ့နိုင်ငံတော်တစ်ကိုတိဆောက်ရမယ်တော်လိုင်းသမားတွေရဲ့တာဝန်ဖြစ်တယ်နိုင်ငံတကာကချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေကိုလိုက်နာရမယ်တာဝန်ဖြစ်တယ်ဒါတို့ရဲဘော်တို့စိတ်ထဲမှာထားပြီးတော့ကြိုးစားပေးပါလို့မြေတားရဲ့ခံချင်ပါတယ်နော်အဲ့တော့ဒီကုန်းနေနဲ့ပြောရရင်တော့ရဲဘော်တို့အားလုံးဟာပြည်သူတွေရဲ့မြေတားနဲ့ထုံလွှမ်းထားတဲ့ဟောဒီကြီးကအုပ်ထုပ်တွေကိုစောင်းပြီးတော့ပြည်သူတွေရဲ့ချွေးနှဲစာကိုစုပေါင်းပြီးတော့ချစ်လုံးအားကြီးလို့ပြည်သူတွေရဲ့ချွေးနှဲစာနေတစ်ဆင့်တက်ဆင်ပေးတဲ့ဟောဒီကြီးကအင်ဂျီတွေကိုဝစ်ပြီးတော့အောင်စိတ်ရင်ဝယ်ပိုက်ထားတဲ့စစ်တီတော်ကောင်းတယောက်အနေနဲ့ပစုံတရားကာကွယ်ဖြစ်တဲ့ကြီးကတကိုးကြောင့်အစွမ်းကြောင့်ရဲဘော်တို့ဟာအောင်ပွဲမျိုးမျိုးကိုအချိန်တိုတော်တင်ရရှိအောင်တိုက်ပွဲဝင်ပေးပါတော်လန်ရေးဆိုတာမျိုးရိုးစင်ဆက်အမွေပေးအပ်တဲ့အရာမဟုတ်ဘူးဆိုတာကိုငါတို့လေးနဲ့သဘောပေါက်ပြီးတော့ငါတို့လက်ထက်မှာတင်အမြင့်ပြတ်နိုင်အောင်အတူတူဝိုင်းဝန်းကြိုးစားကြပါငါလည်းပဲမင်းတို့ရဲဘော်တွေနဲ့အတူဒီနားတစ်ခွင်မှာအမြဲတမ်းရှိနေပါတယ်ခဲခဲရှိလို့ရှိရင်တမှုတပ်ဖို့တွေကတဆင့်လိုအပ်တဲ့အကြောင်းအရာကို
အာမနာစရန်ပြောပါတက်ဆွမ်းသမျှပြည်သူအကူအညီနဲ့အားလုံးပံ့ပိုးပေးဖို့အစဉ်သင့်ရှိပါတယ်ရဲဘော်တို့ဆင်နွှဲတဲ့တရားတော်စစ်အောင်မြင်ပါစေလို့ဆုတောင်းရင်းနဲ့ညီကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်ခုလိုမျိုးရဲဘော်တွေအားပေးကပြောပေးတဲ့အတွက်ဒီရဲဘော်တွေအတွက် equipment မကပဲအားပေးစကားတွေရောအများကြီးလာပြောပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတော့ကျွန်တော်ရဲဘော်အားလုံးကိုစားကျွန်တော်အနေနဲ့ကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့မှဒီကျွန်တော်တို့စီစဉ်3အနေနဲ့ကျွန်တော်တို့အခုပစ္စည်းတွေကိုဒီပေးအပ်ခြင်းစီစဉ်ပေါ့နော်ဆိုတော့ဒီပေးအပ်ဖို့တဲ့ဆန်မျိုးစဉ်ကိုဖိတ်ခေါ်တယ်ဒီလက်ခံပေးဖို့တဲ့ကျွန်တော်တို့တိုင်ရင်မှုကိုဖိတ်ခေါ်တယ်ပေါ့နော်ဒီအုပ်စုစလုံးလောက်ကိုဒီနားလေးအမျိုးနော်မတန်တော့ပုံလေးဆက်တော့တို့အားလုံးတိုင်းနဲ့ပုံမလုံးလုံးပေးကင်းတာတိုက်ပွဲဝင်နေတာတော့ screen လို့ပြောလို့မယ်နော်ကျွန်တော်လည်းဒီလက်မလေးပဲကောက်ပါနော်โอเคဒီတူနဲ့တူကျွန်တော်ဆက်ပြီးတော့တိုက်ပွဲဝင်ကြမယ်ပေါ့နော်အားပေးချင်ပါတယ်ပြီးတော့ထပ်ပြီးတော့လဲကျွန်တော်တို့နဲ့အတူပေါ့နော်အများကြီးဒီပောက်ပေးကြဖို့ကျွန်တော်တို့ထပ်ပြီးတော့ပြည်သူဟိုမေတ္တာရက်ခံချင်ပါတယ်ဒီအများကြီးတော့ကျွန်တော်မပြောတော့ပါဘူးမဖြစ်လဲဆိုတော့ကျွန်တော်ခုနဒီမျိုးစကလည်းကျွန်တော်တို့ကိုအများကြီးအားပေးသွားခဲ့တယ်အားပေးတဲ့စကားဆိုရင်လည်းကျွန်တော်တို့ရင်ထဲထိတဲ့စကားတွေလည်းအများကြီးရှိခဲ့ပါတယ်ပေါ့နော်အတွက်ကြောင့်မလို့ကျွန်တော်မမေ့မလျော့ပဲနဲ့ကျွန်တော်တို့ရင်ထဲမှထားပြီးတော့ကျွန်တော်တို့ဒီ86ကြမယ်လို့ပဲကျွန်တော်ဒီလိုလိုက်ပါတယ်ပေါ့နော်ဟုတ်ကဲ့အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲဘော်အားလုံးရဲ့ကိုစားပါနော်ကျေးဇူးတင်တယ်ပြီးတော့လိုအပ်ချက်ရောင်းများနေတဲ့ကျွန်တော်တို့ top 1စိုက်ရင်ပြောပါနော်ဒီမူပြစိုက်ရအတွက်လည်းဒီအနေချက်တွေလိုအပ်ချက်တွေဖတ်ဖြစ်စီပေးမယ်လို့လည်းယုံကြည်တယ်ပြီးတော့နောက်လည်းဒီရဲဘော်တွေရဲ့စိတ်တပိုင်းချစ်တောင်းမှာလိုအပ်နေတဲ့အရာတွေလည်းဒီစာကနေဒီဆက်လက်ဖြစ်စီပေးမယ်လို့လည်းယုံကြည်တယ်